အားလုံးပဲမင်္ဂလာပါမေမေကဘာနေပြန်လဲကြိုဆိုပါရစေကျမကတော့အပပဆောပါလက်ရှိအမေရိကန်နိုင်ငံမှာနေပြီးတော့8နှစ်ခွဲအရွယ်အော်တီဇင်သားလေးတစ်ယောက်နဲ့9နှစ်အရွယ်ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရှိပါတယ်ဒီ channel လေးကိုကျမကလွန်ခဲ့တဲ့4နှစ်2022ခုနှစ်ကပေါ့နော်စပြီးတော့ဖန်တီးပြခဲ့ပါတယ်အဲ့ဒီတော့ကတော့ရည်ရွယ်ချက်အချို့ရှိခဲ့တာပေါ့နော်အဲ့ဒီထဲကတစ်ခုကတော့ဒီနိုင်ငံရဲ့ခြားမှာမွေးဖွားပြီးကြီးပြင်းရတဲ့ကျမရဲ့သားလေးနဲ့သမီးလေးကိုမြန်မာဝေါ်ဟာရတွေမြန်မာစကားလုံးတွေခေါ်ဝေါ်တွေကိုသိစေချင်ခဲ့တာပါနှုတ်တိုက်သင်ပေးချင်ခဲ့တာပါဒီမှာကသိတဲ့အတိုင်းပေါ့နော်မြန်မာစကားသင်ဖို့မြန်မာစကားတက်ဖို့ကသူတို့တော့ခက်ခဲပါတယ်အဲ့တော့မြန်မာတယောက်လိုမျိုးကျင်ကျင်လဲလဲကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ခဲ့ဘူးဆိုရင်တော့မြန်မာစကားလုံးတွေကိုသိနေစေဖို့ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ပါဒါပေမဲ့အဲ့လိုပေါ့နော်ကျမရဲ့နည်းပညာအားနည်းချက်တွေနောက်အချိန်သေချာမရမှုတွေကြောင့်ပေါ့နော်ကျမဖန်တီးခဲ့တဲ့ဗီဒီယိုတွေကအားနည်းချက်တွေရှိခဲ့တယ်လိုအပ်ချက်တွေအများကြီးရှိခဲ့တယ်ဒါပေမဲ့အဲ့ဒါကိုပဲအားပေးခဲ့ကြတဲ့တငယ်ချင်းတွေချစ်မိတ်ဆွေတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ပြောခဲ့ရပါတယ်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ကျမအချိန်မရတော့ဘူးအထူးသဖြင့်တော့ကွန်ပျူတာရှေ့မှာမထိုင်နိုင်ဘူးပေါ့နော်ကွန်ပျူတာရှေ့မှာမထိုင်နိုင်ဘူး video editing မလုပ်နိုင်တော့အဲ့ဒီအတွက်ကြောင့်မလို့ကျမဒီဗီဒီယိုအသစ်တွေဆက်ပြီးတော့မဖန်တီးနိုင်ခဲ့ဘူးအဲ့လိုနဲ့ပဲဒီ channel လေးကရပ်တန့်ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ကျမကတခြားတစ်ဖက်မှာအခြားတစ်ဖက် social media Facebook မှာပေါ့နော်အဲ့ဒီမှာတော့ကျမရဲ့နေ့စဉ်ဘဝဖြစ်တမ်းမှုတွေစိန်ခေါ်မှုတွေနောက်ပြီးတော့ဒီဘဝတူမေတွေအချင်းချင်းအားပေးမှုတွေနဲ့ကျမကဟိုဘက်မှာစာတွေအများကြီးရေးဖြစ်ခဲ့ပါတယ်စကားတွေပြောခဲ့တာပေါ့နော်တကယ်တော့စကားပြောတဲ့အနေကိုစာရေးနဲ့ရေးခဲ့တာပေါ့အဲ့လိုရေးခဲ့တဲ့အတွက်ကြောင့်ကျမမိတ်ဆွေတွေလည်းအများကြီးထပ်ရခဲ့တယ်အဲ့ဒီစာတွေကိုကျမကဒီဘက်ဒီ channel လေးမှာပြန်ပြီးတော့လာပြီးတင်ချင်တယ်ဘာလို့လဲဆိုတော့အချို့တွေကစာအနေနဲ့ဖတ်ရတာကိုမဖတ်ချင်ကြဘူးပေါ့နော်ဒီတိုင်းအလုပ်လုပ်ရင်ပါရင်လည်းဖွင့်ပြီးတော့ဗီဒီယိုလေးဆိုရင်နားထောင်နေလိုက်ရင်တို့နားထောင်ဖြစ်တယ်ပေါ့အဲ့လိုလူမျိုးတွေအတွက်ကျမကဒီရေးခဲ့တဲ့စာတွေကိုဗီဒီယိုဖြစ်ပြန်ဖန်တီးဖို့စိတ်ကူးမိတယ်ပေါ့နောက်တစ်ခုကလည်းဒီဘက်မှာရက်တန့်ထားရတဲ့ဒီ channel လေးကိုလည်းကျွန်မပြန်ပြီးတော့အသက်သွင်းချင်တယ်ပေါ့အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုရိုက်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီautism နဲ့ပတ်သက်ရင်အခုချိန်မှာတော်တော်များများသိလာကြပါပြီအနည်းဆုံးတော့ autism ဆိုတဲ့နာမည်တွေကိုလေကြဲကြဲလောင်လောင်ပြောလာကြပြီဒါပေမဲ့လည်းတိတိကျကျမသိကြဘူးတိတိကျကျနားမလဲကြဘူးပေါ့နော်အခုချိန်ထိကိုပဲ autism ဆိုတာနဲ့ဒီကြက်မပြည့်တဲ့သူတို့ထင်ကြတော့ပေါ့နော်ထင်နေတဲ့သူတွေအများကြီးရှိကြတော့နောက်ပြီးတော့ဒီအခြားအချိုးမပြေတဲ့ပုံစံမျိုးတွေနဲ့သတ်မှတ်နေကြတော့ဒီ autism လူတွေ autism ဆိုတဲ့နာမည်ရဲ့အောက်မှာလှောင်ပြောင်ရေမောကြတော့ဟာတာတွေလုံနေကြတော့ပေါ့နော်အဲ့ဒါတွေအများကြီးရှိနေသေးတဲ့အတွက်ကြောင့်ကျမကဒီစာတွေကိုထည့်ရေးချင်ပါတယ်အများကြီးလည်းမျှဝေချင်တယ်လူတွေကြားကိုလည်းကျမတို့អော်နေတဲ့အတန်တွေပြောနေတဲ့အတန်တွေကိုအများကြီးရောက်စေချင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ YouTube channel ကိုပြန်ပြီးတော့အသက်သွင်းရင်းနဲ့ဒီဗီဒီယိုလေးတွေဆက်တင်ဖို့ဆုံးဖြတ်ထားတာပါအဲ့တော့ပြောတာတွေကလေအခုဗီဒီယိုကလေရိုက်စားလည်းမရှိဘူးမရိုက်တာလည်းကြာပြီပေါ့နော်အဲ့တော့ပြောတာတွေကကပောက်ကချာတွေဖြစ်ကောင်းဖြစ်နေလိမ့်မယ်အစီအစဉ်လည်းကြာချင်မှကြာပါလိမ့်မယ်ဒါပေမဲ့အခုချိန်ထိသိခံပြီးကြည့်ပေးတာကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကြာရင်တော့ဒီထက်ပိုပြီးတော့ဘယ်လိုပြောမလဲပိုပြီးကောင်းအောင်ပိုပြီးတော့စကားပြောတာချုံးမွေသွားအောင်ကျွန်မကြိုးစားပါမယ်နောက်ပြီးတော့အကြောင်းအရာတွေအားဖြင့်လည်းပေါ့နော်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းမဲ့အကြောင်းအရာတွေအဲ့လိုပေါ့နားလည်ပေးရမယ့်အကြောင်းလေးတွေဘဟုတုတလေးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေကိုပါနိုင်အောင်ကျွန်မကြိုးစားပါမယ်အဲ့တော့ဒီနေ့တော့ဒီမှာပဲဗီဒီယိုလေးကိုရနာခွင့်ပြုပါနောက်ဗီဒီယိုလေးတွေမှာပြန်ဆုံကြရအောင်နော်ကျေးဇူးအများကြီးတင်တယ်ဘိုင်ဘိုင်